မှာပဲဒိုင်ယာရီကိုလူယူသွားပြီးရဟရင်နဲ့ထွက်ပြေးသွားပါတယ်အဲ့ဒီနောက်မှာစုံတောက်ဇင်းနီကာတာနဲ့ရဲအရာရှိတွေဟာအမိုးဘော်ကိုရောက်လာပြီးလူပင်မိုးဝိုင်းထားလိုက်ကြပါတယ်အတော်ကြာရုံကန်တက်ခိုက်ပြီးတဲ့နောက်မှာတော့လူပင်ကိုနောက်ဆုံးမှာဖမ်းမိသွားကြပါတယ်ရဲတွေဟာလက်တိရှာကိုလည်းဖမ်းဖို့ကြိုးစားခဲ့ပေမဲ့သူမကလေထီကိုအသုံးပြုပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ရဲတွေလက်ကနေထွက်ပြေးနေစဉ်အတွင်းမှာလက်တိရှာကသူမရဲ့အဖိုးစီဖုန်းဆက်ပြီးဒိုင်ယာရီကိုပြန်ယူနိုင်ခဲ့တဲ့အတွက်တောင်းပန်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်သူမရဲ့အဖိုးစစ်သူကသူမရဲ့ပေါ့စားမှုကိုစူးပူကြေးမောင်းပြီးသူတို့နှစ်ဦးကြားကသဘောတူညီမှုကိုဖျက်သိမ်းလိုက်ပါတယ်သူတို့နှစ်ဦးကြားကသဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇက်အိမ်ဟာရုတ်တရက်လှုပ်ဝက်ပြီးအောက်ခံတစ်ခုစီရောက်ရှိသွားပြီးအဲ့ဒီမှာပါမောက္ခလမ်းပတ်နဲ့ရာဇဝတ်ကုံကောင်းဆောင်ဂျာရတ်တို့ဦးဆောင်တဲ့ထွက်ပြေးတိမ်းရှောင်နေသူတစုအစည်းအဝေးလုပ်နေကြကိုတွေ့ရပါတယ်ပါမောက္ခလမ်းပတ်ဟာသူတို့တသက်လုံးရှာဖွေနေခဲ့တဲ့ရွှေရောင်ဒိုင်ယာရီကိုနောက်ဆုံးမှရရှိပြီဆိုတဲ့သတင်းကိုသူ့လက်ပါစီတယောက်စီကနေကြားလိုက်ရတာကြောင့်အားလုံးကပျော်ရွှင်နေကြပါတယ်ဒါပေမဲ့တခုတည်းသောပြဿနာကတော့အဲ့ဒီဒိုင်ယာရီဟာစိတ်ရန်တရားစနစ်တစ်ခုနဲ့ပိတ်ထားတာဖြစ်ပြီးဒိုင်ယာရီကိုဖွင့်နိုင်ဖို့အတွက်တခုတည်းသောတော့ကိုသူတို့မရရအောင်ရှာဖွေရမှာပဲဖြစ်ပါတယ်လူပင်ကိုကယ်တင်ဖို့အတွက်သူ့ရဲ့ဂုံသားနဲ့ရုတ်တရက်ရောက်ရှိလာကြပါတယ်သူတို့တွေကတယောက်ကတော့ဒိုင်ဆူကေကြည့်ခင်ဖြစ်ပြီးသူဟာတနက်ပြက်အလွန်ကျွမ်းကျင်သူဖြစ်ကသူအမြဲတမ်းဆောင်ထားလေးရှိတဲ့ပစ္စတိုးတနက်တွေနဲ့ပတ်သက်ရင်ဆရာတစုဖြစ်ပါတယ်သူဟာလိုက်လံဖမ်းဆီးနေတဲ့ရဲကဘိန်းတွေကိုတိတိကျကျပစ်ခတ်ပြီးချက်ချင်းဆိုသလိုကားမောင်းသွားအောင်လုပ်ကရဲတွေကိုတားဆီးလိုက်ပါတယ်အခြားကုန်းဝင်တယောက်ကတော့ဂိုအီမိုနီရှိကာဝါဖြစ်ပြီးသူကတော့စက္ကန့်ပိုင်းအတွင်းလူအများပြားကိုအလွဲတကူတပ်ဖြတ်နိုင်တဲ့ဆာမူရိုင်းစစ်တဲ့တော်တို့အထိလူသိများပါတယ်သူတို့ဟာလူပင်ကိုအောင်မြင်စွာကေထုတ်နိုင်ခဲ့ပြီးရဲတွေရဲ့မြင်ကွင်းထဲကနေချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်သူတို့ထွက်ပြေးလွတ်မြောက်လာချိန်မှာတော့လူပင်ဟာရွှေရောင်ဒိုင်ယာရီကိုခိုးယူတဲ့နေရာမှာသူ့ကိုကူညီပေးဖို့တငယ်ချင်းတွေကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူတို့ကတော့ကူညီဖို့စိတ်ဝင်စားကြပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီဒိုင်ယာရီကတန်ဖိုးကြီးရတနာတစ်ခုစီလမ်းညွှန်ပေးမယ်ဆိုတာဟာအချိန်ကုန်လူပန်ရကြိုးမနဲ့တဲ့မှားယွင်းတဲ့သတင်းချက်လက်ပဲဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်နေကြလို့ပါအဲ့ဒီအခါလူပင်ကသူ့တယောက်ထဲသာဒီဒိုင်ယာရီကိုရှာတွေ့ခဲ့ရင်ရတနာအလုံးကိုသူတို့တည်းပဲတင်းပိုင်မှာဖြစ်ကြောင်းပြောခဲ့ပြီးမြဲသူတို့ကတော့ဂယုမဆိုင်ကြပါဘူးအဲ့ဒီနောက်မှာတော့ဇက်အိမ်ဟာပါမောက္ခလမ်းပတ်နဲ့ဂျရက်တို့ရဲ့မိအောက်ခန်းစီရုတ်တရက်ရောက်ရှိသွားပြီးအဲ့ဒီမှာသူတို့ဟာသူတို့ရှိမှရှိတဲ့တော့သူ့ဘက်ကိုအသုံးပြုပြီးဒိုင်ယာရီကိုဖွင့်ဖို့ကြိုးစားနေကြတာကိုမြင်တွေ့ရပါတယ်တော့တော့ကိုအသုံးပြုပြီးဖွင့်ဖို့ကြိုးစားခဲ့ကြပြီးမြဲဘာမှဖြစ်မလာခဲ့ပါဘူးလက်တီရှာဟာဒိုင်ယာရီကိုခိုးယူဖို့ကြိုးစားတဲ့မစ်ရှင်ကြာရှုံးသွားခဲ့တာကြောင့်အရန်ကိုစိတ်ပြက်ပြီးသူမရဲ့တိုက်ခန်းကိုပြန်လာခဲ့ပါတယ်အခုဆိုရင်လူတိုင်းကသူမကိုတခိုးတယောက်လိုမြင်နေကြပြီဖြစ်လို့သူမဟာစိတ်မကောင်းဖြစ်ပြီးစိုးရင်ပူပန်နေမိပါတယ်သူမငိုတော့မယ့်အချိန်မှာပဲလူပန်ဟာဘဲကမှမသိရုတ်တရက်ပေါ်လာပါတယ်လူပန်ဟာသူမရဲ့တိုက်ခန်းကိုဘလို့ရှာတွေ့တယ်လဲဆိုတာဇဝေဇဝါဖြစ်နေတဲ့လက်တီရှာကိုလူပန်ဟာသူမရဲ့ဖက်နှက်မှာသူ့တက်ဆင်ထားတဲ့ခြေရာကန်ဇက်လေးကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီနောက်လူပန်ဟာသူမရဲ့ရှေးဟောင်းသူတေသနာပညာရှင်တယောက်ဖြစ်ချင်တဲ့စိတ်အားထက်သန်မှုကိုသိရှိသွားပြီးသူ့ရဲ့ရွှေရောင်အဆောင်လက်ဖွဲ့လေးကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီမှာပဲကျွန်တော်တို့ဘာကိုသိလိုက်ရတယ်လဲဆိုတော့အဲ့ဒီအဆောင်လက်ဖွဲ့ဟာသူ့အဖိုးကပေးခဲ့တဲ့ရွှေရောင်ဒိုင်ယာရီတော့ရဲ့နှုတ်ထက်တဝက်ဖြစ်နေတာကိုကျွန်တော်တို့သိလိုက်ရပါတယ်လက်တီရှာကလူပန်ကိုအဝတ်စားလဲနေတုန်းခဏဆောင်ခိုင်းထားပြီးသူမရဲ့အဖိုးပါမောက်ကလမ်းဘက်တီချောင်းတိလိုက်ရသူစီကိုလျှို့ဝှက်ဖုံးဆက်လိုက်ပါတယ်လူပန်ဟာသူမရဲ့တိုက်ခန်းထဲမှာရောက်နေပြီးဒိုင်ယာရီ